ပေါ်ဦးမင်းကပညာရှိဆိုတော့ငါ့ကိုဖြေစမ်းလောကမှာအချိုဆုံးအစိမ့်ဆုံးနဲ့အကောင်းဆုံးသောဟင်းတစ်ခွက်ကဘာဟင်းလဲ မှန်လားပါဖေဟာအဲ့ဒီဟင်းကိုကျွန်တော်မျိုးသိပါတယ်ဒါပေမဲ့အဲ့ဒီဟင်းကနန်းတော်ထဲမှာမရှိဘူးဖေဟာမနှက်ဖြန်မိုးမလင်းခင်မှာကျွန်တော်မျိုးနဲ့ဘူးနန်းပင်ကိုလိုက်ခင်မှသာအဲ့ဒီဟင်းရဲ့အရသာကိုသိရပါလိမ့်မယ်ဖေဟာကဲအရှင်မင်းကြီးဒါလေးကိုစာကြည့်ပါအောင်ဖေဟာ ပေါ်ဦးဒီသမင်းကငါစားဘူးသမျှအထက်မှာအကောင်းဆုံးပဲဘလို့လုပ်ထားတာလဲ မှန်လားပါဖေဟာအဲ့ဒီထမင်းကဘာထူးခြားချက်မှမရှိပါဘူးအရှင်မင်းကြီးစားနေတဲ့ဟင်းကစားလောင်ခြင်းဆိုတဲ့ဟင်းပါဖေဟာလောကမှာဘလောက်ပဲဈေးကြီးတဲ့ဟင်းဖြစ်ပါစေစားလောင်မှုဆိုတဲ့ဟင်းမပါရင်ဘယ်တော့မှအရသာမရှိပါဘူးဗျာအရှင်မင်းကြီးကနန်းတော်ထဲမှာအစားအသောက်တွေပေါ်များလွန်းတော့တံဖိုးကိုမေ့နေတာပါအခုလိုဗိုက်စားချိန်မှာစားရတဲ့သမင်းတလို့ဟာနန်းတော်တဲကကဘာကျော်ဟင်းတွေထက်ပိုပြီးချုံမြင်စိတ်အေးနေတာဟာအဲ့ဒီစားလောင်ခြင်းကြောင့်ပါပဲဗျာ ပေါ်ဦးကတော့ငါ့ကိုဗိုက်စာကိုလုပ်ပြီးမှပညာပေးပြန်ပြီ